Chicha ba ocean do di manji mingale pibiro. Hai le bea le de shiro to ma pya me shin do ba da phan lo sin a ma ya man jaw lo. မိမတွေမကောင်းဘူးပါညာလို့ကျမယောက်ျားတင်ထားတော့လားပါလားမသိပါဘူးသမီးမပါဘူးနော်ကိုကြီးတဲ့ဟိုင်းနဲ့ခြေလိုက်တာတဲ့ဗာလေအဲ့လိုခြေတဲ့ဘဲကြီးတွေပဲသဘောကျတယ်ပါစိတ်ဝင်စားတယ်တဲ့ဟီဟီတဲ့ဒါတော့ကိုကလူအများနဲ့လှုပ်တယ်ဆိုတော့ကိုကစာပြန်ရေးတဲ့သဘောပေါ့နော်အလုပ်ကိစ္စတွေပါနေနဲ့အဲ့တော့ဘယ်ကပြောနေလဲအဲ့လိုမျိုးဘန်ကောက်ရတဲ့ညီမတောင်ကြီးသူလဲတောင်ကြီးသူလဲအမလေးဖေလို့မအကိုရတောင်ကြီးသူမှာအကိုကရောတဲ့ကောက်တူးနဲ့လာမရင်းနဲ့သူ့ကောက်တူးမှန်သိတယ်ဒါပေမဲ့သူကောက်တူးမဟုတ်ဘူးကောက်စစ်ပဲဖေလို့မဟဲတဲ့ညီမအကောက်လေးတဲ့မယုံလဲသဘောကအကိုရဲတဲ့ညီမကလည်းကိုစီမှာပါတကူမှညစ်နေတာမရှိဘူးတဲ့ဘရော့ဝါလည်းရတယ်တဲ့โอเคပါလေညီမလည်းပွေ့ပွေ့လင်းလင်းပဲပြောတယ်တဲ့သဘောကျတဲ့အကြောင်းပြောတယ်တဲ့မလိမ်တတ်ဘူးပေါ့နော်အကိုမာတဲ့မိန်းမရှိရတယ်သိတယ်တဲ့သူများအိတ်ထောင်ရေးဖြိုခွင်းဖို့တွေ့လဲမဟုတ်ဘူးတဲ့ကျမယောက်ျားလည်းဟုတ်တဲ့သဘောကျတယ်စိတ်ဝင်စားတဲ့ပွေ့လင်းပြောတာတဲ့ညီမလည်းအိတ်ထောင်ကွဲပါတဲ့အဲ့ဒါဟုတ်တဲ့ညီမလည်းပွေ့လင်းလင်းပဲပြောတာတဲ့ဟူတယ်မလေးသူစောက်ပုံသူ့ပုံလည်းကြည့်ပါဦးသူ့ပုံလည်းကြည့်ပါဦးမစောက်ဖို့ကွဲအောင်စိုးကွဲအောင်လုတ်ပေးနေကောင်းနေပဲတတန်နဲ့ငါယောက်ျားအလှော့တယ်နော်နင်းစီကိုတလုတ်ပေးလိုက်လို့လီတနာလို့တဲ့ညီမပုံပါတယ်အသက်29ပါတဲ့80နော်တဲ့ပိုက်သူ့ဘသူကမင်းနေလို့တဲ့အဲ့ဒါဟူလုံးပြောတာငါပြောတာနော်ငါယောက်ျားပြောတာမဟုတ်ဘူးနော်အိတ်ပါလို့ပြောတာငါပြောတာနော်လာအိတ်တဲ့ဟီနဲ့ဘာဖြစ်တာအဲ့ဒါရငါရေးတာငါယောက်ျားရေးတာမဟုတ်ဘူးကောင်မရေးဖိတက်မနေနဲ့ဘာလို့အကိုတဲ့သူရေးလာပြန်ရောဟိုင်းတဲ့အိတ်သိဘူးလားအကိုတဲ့သူ့မမမိုးလင်းရောနဲ့မောနီးနဲ့ဟဲတဲ့ခြေလိုက်တော့ကိုတဲ့အမလေးတော်ကိုဖြစ်နေတာသူ့မှာဘာလို့နေလဲအကိုတဲ့အဲ့ဒါဘာဖြစ်ချင်နေလဲဆိုတာငါရေးတာမဟုတ်ဘူးငါလင်းရေးတာအဲ့ဒါကြတော့ကိုမိဖုရားဖြစ်ချင်တာတဲ့အမလေးတော်ဖြစ်ချင်တယ်ငါယောက်ျားရဲ့မိဖုရားနေတော်ပြစ်ချင်နေတော်ပြစ်ချင်နေလားမိဖုရားရှိတယ်တဲ့ဒီကလည်းစာပြန်ရေးနေတယ်အဲ့လိုဖာတယ်မဟုတ်ဘယင်တစ်ပါးမှာတဲ့မိဖုရားတစ်ပါးမှာမတစ်တယ်တာတဲ့အများရှိရမှာပေါ့တဲ့အမဲ तू ကအငယ်နှောင်းလေးဖြစ်ချင်တာပေါ့ तू ကအမလေး तू တော်ခံချင်နေတာစပတ်တော်ရာနေတာ तू ကအမလေးဒီကလည်းပြောလိုက်တယ်များဖို့မလို့ဘူးချစ်နေဖို့ပဲလို့တယ်ဆိုတော့ပါလေဘာကိုချစ်နေဖို့ပဲလို့တာလဲဆိုတော့ तू ကကိုမိမကိုချစ်နေဖို့ပဲလို့တယ်လို့ပြောတယ်အဖြေကောင်းတယ်ဒီကလည်းအပျော်နဲ့ချစ်တာလေတဲ့မရဘူးလားတဲ့နှစ်ဦးသဘောတူရင်ပြီးတာပဲလေတဲ့ကြမ်းတာမလို့ဘူးအမလေးတော်ကိုဖလီကုန်းချင်နေတယ်သူမှတော်ကိုခံချင်နေတယ်ငါနင်းအဲ့လိုမျိုးရေးတဲ့နင်းတော်ခံချင်နေတယ်ဆိုတော့ငါယောက်ျားငါလေတလုတ်ပေးလိုက်ပါလို့ရားပြေသွားအောင်လို့ငါပြောတာမလုပ်ချင်ဘူးတဲ့လီတနာလို့တဲ့နော်နင်းတော်ခံချင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီနင်းဗာလေဆွဲသွားမလဲအပေးကောင်းလို့ဆွဲသွားမယ်နော်တဲ့ဒါနင်းအဖေကိုနင်းပြန်ပေးလိုက်လေလို့ရေးတာအဲ့ဒါငါရေးတာနော်နင်းအတအားပေးကောင်းနေတယ်ဆိုလို့ရှိရင်နင်းအဖေကိုနင်းပြန်ပေးလိုက်နော်ကောင်းမနော်တော်ကိုရွာထနေတယ်ဖေလို့မှသွားလိုက်တော့ခွင်းသင်းချိုင်းကိုအဲ့လောက်ထိတော့ဈေးပေါ်ရတာကွယ်ဒါအကောင်းစင်တော့ကောက်တူးမဟုတ်ဘူးသူ့အန်ဖိုင်းလောက်ထားတယ်အရင်တော့သူ့ရဲ့စာရေးတဲ့ဟာနေသဘောမကျလို့အန်ဖိုင်းလောက်ထားတယ်နော်ဒီမှာကြည့်ကောက်ထဲမှာလဲအကောင်လေးတွေအကောက်လောချခတ်ထားတယ်ဆိုတာသူ့ကိုကျွန်မအန်ဖိုင်းလောက်ထားတယ်သူမဘလော့ဘူးဘာဖြစ်လို့လဲဆိုတော့ main ကလေးဖြစ်နေတယ်ပြကြလို့ရှိရင်ဒီတိုင်းပဲနောက်တစ်ခါလဲ तू လာရေးလို့ရအောင်လို့မဘလော့ပဲထားတာအဲ့ဒါတော့မှလာရေးထားတယ်အန်ဖိုင်းလောက်တာတော့မှ तू လာရေးထားတယ်ကောင်မတော်ဖြစ်နေတယ်အခုတော့နင်းကခွေးသိန်းချိုင်းပို့လိုက်မယ်တော့သိလိုက်အမှခွေးသိန်းချိုင်းမှာဘလော့တယ်ငါယောက်ျားအခုမှလာဘလော့ခိုင်းနေတယ် तू က तू တော့မဘလော့အမကောင်မလေးတော်ကိုရွာထားနေတဲ့ကောင်မလေးတော့သိလိုက်အမ